ချွတ်ထွက်များတဲ့နေရာဒီရောက်တော့မှာဆိုတော့ဒီလိုဂျိုင်းလိမ့်နဲ့ဒီလိုဒိုးရက်တွေကိုနီးမှန်လက်မှန်နဲ့အာနိသင်ထိအောင်လို့သုံးရမလဲဆိုတာကိုပြပြပေးမယ်ဒီလိုအလူမီနီယံပါတဲ့ဂျိုင်းချွေးနဲ့နဲစီရဲ့အာနိသင်ရှိတဲ့ဒီလိုဒိုးရက်တွေကိုအများစုကရေချိုးပြီးတဲ့အချိန်မှာသုံးကြတာမလားတကယ်တမ်းကတော့လေညားရိတ်ခဏီဂျိုင်းကိုတိတ်ချတန့်စင်ပြီးမှဒီလိုချွေးနဲ့ထိန်တဲ့ဒီလိုဒိုးရက်တွေကိုလိမ့်ရင်အာနိသင်ကပိုထိရောက်ပါတယ်နောက်ထပ်အနေနဲ့ဒီလိုဒီလိုဒိုးရက်တွေကို6တွေ့တဲ့အရေးပြားပေါ်မှာပဲသုံးရမယ်အရေးပြားစုံတဲ့ပေါ်မှာလိမ့်လိုက်ရင်ဒီအာနိသင်ကတိတ်မထိရောက်တော့ဘူးပေါ့နော်နောက်ပြီးတော့ဂျိုင်းမှာရှေ့ပင်ဝက်စင်လောက်ထားတာတို့ထိခိုက်ဒဏ်ရာရှိရင်တော့ဒီလိုမျိုးဒီလိုဒိုးရက်တွေကိုမသုံးသင့်ပါဘူး sensitive ဖြစ်တဲ့သူတွေဆိုရင်အရေးပြားကိုရရန်စေနိုင်ပါတယ်နောက်ပြီးတော့ဒီလိုချွေးနှံထိန်တဲ့ဒီယိုဒိုရက်တွေကိုထူထူလေးလေးမှအာနိသင်ထိရောက်တာမျိုးမဟုတ်ဘူးပပလေးလေးရင်လည်းသူ့ရဲ့အာနိသင်ကိုရစီပါတယ်အခုထိတော့အလူမီနီယံပါတဲ့ဒီယိုဒိုရက်တွေက breast cancer ကိုဖြစ်စေတယ်ဆိုရဲတိကျသေးချာတဲ့ထောက်ထားမျိုးမတွေ့ရသေးပါဘူးအကယ်၍အလူမီနီယံပါတဲ့ဒီယိုဒိုရက်တွေက breast cancer ကိုတကယ်ဖြစ်စေတယ်ဆိုရင်ခုချိန်ထိဒီအလူမီနီယံပါတဲ့ဒီယိုဒိုရက်တွေကိုဘယ်ထုတ်ပါတော့မလဲအဲ့တော့ကိုကချွေးထွက်များတယ်အလူမီနီယံပါတာကိုအစွဲမကြည့်ဘူးဆိုရင်တော့ဒီလိုအလူမီနီယံပါတဲ့ဒီယိုဒိုရက်တွေကိုသုံးလို့ရတယ်အကယ်၍ကိုကဒီအလူမီနီယံပါတာကိုအစွဲကြည့်ရကြောက်နေသေးတယ်ဆိုရင်တော့ဒီလိုအလူမီနီယံမပါတဲ့ဒီယိုဒိုရက်တွေကိုသုံးပေါ့နော်ဒါပေမဲ့ဒီလိုအမွှေးနံပဲပါတဲ့ဒီယိုဒိုရန့်ကြောင့်ဒီလိုမျိုးအလူမီနီယံမပါတဲ့အတွက်ချွေးထွက်တာအောင်နည်းစီမှာမဟုတ်ဘူးအမွှေးနံပဲရှိမှာပေါ့နော်